ဓမ္မမေတ္တာတနင်္ဂနွေဆွမ်းလောင်းသင်ဆွမ်းအောင်ပွဲဒုတိယအကြိမ်မြောက်ဓမ္မဒါနဓမ္မပူဇာပွဲပေါ့ဒီပွဲမှာပရမညာကတော့ခေမသေဝန်ဆရာတော်နော်ဆရာတော်ဗတ္တရားဟောသွားတယ်လမ်းဟောင်းမပြန်မချမ်းသာရပါဗျာလမ်းဟောင်းပြန်မချမ်းသာရလမ်းဟောင်းမပြန်မချမ်းသာရလမ်းဟောင်းမပြန်နဲ့လမ်းတက်ကတော့ဘာပြည့်စည်နေလို့ဟုတ်တော့မလားဟုတ်တယ်ဒီတခါကြီးကမနေ့ကမှပကံပြန်လာတယ်ပေါ့ဘာကတော့ရိုက်တာလဲ2014အဲ့တော့နောဒမင်းရဲ့မွေးခုနှစ်ကိုသွားရိုက်တာဦးဇင်းကတစောင်းမုံလာပြီကျော်တရက်နေ့ကဇောင်းမုံလာပြီကျော်တရက်နေ့ကဦးဇင်းကပကံမှာဟောခဲ့ပကံမှာဘယ်မှာဟောတယ်လဲဆိုတော့ရွှေစည်းကုန်းဈေးတော်ကြီးဗုဒ္ဓပူဇနီယပွဲအဲ့ဒီမှာဦးဇင်းဟောတာ9နှစ်ရှိသွားတယ်9နှစ်ရှိသွားပြီဟလားအဲ့ဒီမှာတရားဟောပြီးတော့နောက်တနေ့ကြောက်စင်းစီတော့မသွားပြီးတော့တရားဟောကြောက်စင်းဖျားမှာမြန်မာပြည်မှာကြောက်စင်းဖျား၄စုရှိတယ်ဘယ်နှစုရှိလဲကချင်ပြည်နယ်မှာကြောက်စင်းဖျားတစ်စုရှိတယ်ဇိုင်းတောင်ကြောက်စင်းထွက်တဲ့နေရာအဲ့နာမှာတစ်စုရှိတယ်ဒုတိယတစ်စုကနထိုးကြီးမှာတစ်စုရှိတယ်သာသနာတရားကြီးဥလထေးအဲ့ဒီကကြီးတည်ထားတာအမှန်တန်ကြီးညိုစရာကောင်းတယ်တတိယကဦးစင်းရဲ့တငယ်ချင်းစိုးနိုင်ဆိုတာမန္တလေးကျောက်စင်းစီရောကြီးဦးစင်းနဲ့ကျောင်းနေပဲဦးစင်းရဲ့တငယ်ချင်းကလေးဘွားတွေကကိုရင်ဘွားနဲ့အတူနေလာခဲ့ကြကျောက်စင်းသူတည်ထားတာဘယ်နှစုရှိသွားလဲ3စုနော်ဟလာအခုတစုကတော့ကွင်းကောက်မှာတဲနေတယ်မပြီးသေးဘူးကွင်းကောက်မှာအဲ့တော့ဦးဇင်းတို့ကချင်ပြည်နယ်ဇိုင်းတောင်မှာထီတော်တင်ပွဲတော်ကဦးဇင်းကိုတရားပွဲပင့်တယ်ဒါတိုက်ပွဲဖြစ်တာလည်းမသွားပြဘူးဒုတိယကြောက်စင်းစီရီရောမှလည်းဟောခဲ့ရတယ်ရည်သက်ချပွဲပေါ့နောက်တတိယဦးဇင်းတို့မန္တလေးမြို့မှာကြောက်စင်းစီထီတော်တင်ပွဲဗုဒ္ဓပူဇနီယပွဲမှာလည်းဦးဇင်းဟောခဲ့အဲ့တော့ခုဘယ်မှာဟောရတယ်လဲဆိုတော့ပကံမျိုးရွှေစည်းကုန်းဗုဒ္ဓပူဇနီယပွဲတော်မှာဟောတယ်ဟောပြီးတော့ဘယ်ကိုသွားဟောမှာလဲဆိုတော့ကြောက်စိမ့်စီကိုသွားဟောဘယ်ကိုသွားဟောမှာလဲနထိုးကြီးမှာရှိတယ်ကြောက်စိမ့်စီအဲ့လိုသွားဟောမယ်ဆိုတော့ငါဖះဖူးကျင်လိုက်တာဘယ်ဖះဖူးရင်ကောင်းမလဲဘယ်ကိုသွားရင်ကောင်းမလဲအဲ့လိုစိတ်ညှို့လိုက်တဲ့အချိန်မှာနမ်းမတော်မယ်လို့ကိုသွားတည်းရဘုရုသွားတည်းရနမ်းမတော်မယ်လို့ဟလာမယ်နုအုပ်ကြောင်းပေါ့ဘသူအုပ်ကြောင်းလဲမယ်နုအုပ်ကြောင်းဟလာနမ်းမတော်မယ်နုကအုပ်ကြောင်းသွားတည်းရတော့ဦးစင်းကစကိုင်းသားစကိုင်းမြို့သားဒါပေမဲ့အဲ့ဒီနမ်းမတော်မယ်နုအုပ်ကြောင်းကိုတစ်ခါမှမပြောဘူးအဲ့တော့ဘလို့သွားခြင်းမှမသိအဲ့လိုဘလို့သွားခြင်းမှမသိတဲ့အတွက်ဦးဇင်းနမ်းမတော်မယ်နုအုပ်ကြောင်းမောင်းกว่าအုပ်ကြောင်းကိုသွားတယ်နမ်းမတော်မယ်နုအုပ်ကြောင်းရောက်တဲ့ကလက်ပတ်ပြီးတော့ကြည့်ပြီးတဲ့အခါကျနမ်းမတော်မယ်နုရဲ့အုပ်ကြောင်းနဲ့ဝင်ပြီးတော့ဘုရားကိုလောက်ချီးပြီးတော့ဘုရားကိုရှိခိုးအဲ့ဒီအချိန်မှာဦးဇင်းရဲ့ဘေးမှာ
အမျိုးသမီးတရားအမတန်ချောအမတန်လာအသာဝင့်လို့စိုးလို့ဤလို့ရှမ်းဆက်တင်တယ်တော်တော်ချောတယ်မျိုးသမီးတခါမှလည်းမတွေ့ဘူးသူ့ရဲ့အမျိုးသားရဲ့အဲ့ဒီအမျိုးသမီးရဲ့နောက်အမျိုးသမီးတရား၃ယောက်သူတို့ဘုရားချစ်ကိုနေကြဘုရားပူဇော်နေကြအဲ့ဒီချိန်မှာဦးဇင်းကသူတို့ဘုရားချစ်ကိုနေတော့ဘေးကနေပြီးတော့လောက်တွေကြီးပြီးတော့သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်ဝိမု ക്തി ဂုဏ်မု ക്തി ဉာဏတဒနာဂုဏ်နဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားဘုရားရှင်ကိုရောမြတ်ကြီးကို၎င်းဘုရားရှင်ဟောကြားတဲ့တရားအလုံးကို၎င်းဘုရားရှင်ကိုရောမြတ်ကြီးရဲ့သာဓပိတန်ခါအလုံးကို၎င်းသာတော်တို့သမီးတော်တို့အသက်ခန္ဓာအယုအသွေးသားယုဒ္ဓရမတိဘုရားဤကောင်းမှုကုသိုလ်ကံကြောင့်ဘုရားတပည့်တော်ဆင်းရဲနဲ့ငရဲကင်းရပါလို့ဤဘုရားဘဝတိုင်းဘဝတိုင်းဘုရားသားတော်အစစ်သမီးတော်စစ်ဘဝတိုင်းဘဝတိုင်းဖြစ်ရပါလို့ဤဘုရားဘဝတိုင်းဘဝတိုင်းဘုရားလိုကြတရားလိုကြသံဃာလိုကြဘဝတိုင်းဘဝတိုင်းကျင့်သုံးပြီးတော့နေတိုင်းရတဲ့ပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်များဖြစ်ရပါလို့ဤဘုရားဒါနဲ့မကဘုရားရှင်ကိုရောမြတ်ကြီးစိတ်ကိုနိုင်အောင်ထိန်းချုပ်နိုင်တယ်လို့ဘုရားတပည့်တော်ဘဝတိုင်းဘဝတိုင်းစိတ်ကိုနိုင်အောင်ထိန်းချုပ်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရပါလို့ဤဘုရားဘုရားကဆူတောင်းပြီးတော့ဘုရားရှိခိုးအဲ့လိုဘုရားရှိခိုးပြီးတဲ့အခါကျတော့ဘုရားတပည့်တော်ပြုတဲ့ကောင်းမှုကုသိုလ်တပည့်အလုံးဆရာသမားအလုံးတရားဓမ္မပေါင်းတော်ပြုတဲ့ကောင်းမှုကုသိုလ်သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်ဝိမု ക്തി ဂုဏ်မု ക്തി ဉာဏတဒနာဂုဏ်နဲ့သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်မု ക്തി ဂုဏ်မု ക്തി ဉာဏတဒနာဂုဏ်နဲ့ပြည့်စုံတော်မူသောခင်္ဃဝါလူသဲစုမကပွင့်တော်မူတဲ့ဘုရားရှင်အလုံးပြုတဲ့ကောင်းမှုကုသိုလ်အရိမတေယဘုရားအလုံးပစ္စေကဗုဒ္ဓဘုရားရှင်အလုံးပြုတဲ့ကောင်းမှုကုသိုလ်တွေအနာရဘိဝိသကာရောကဲ့သို့တကယ်အရိယသူတော်များပြုလို့တဲ့ကောင်းမှုကုသိုလ်သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်မု ക്തി ဂုဏ်မု ക്തി ဉာဏတဒနာဂုဏ်နဲ့ပြည့်စုံတော်မူသောဘုရားရှင်ကိုရောမြတ်ကြီးရဲ့သာဓပိတန်ခါဖြစ်ကြမလို့အရှင်သာရိပုတ္တရာရှင်မောဂလန်ရှင်မကတ္တပရှင်အာနန္ဒအစရှိသောတကယ်အရိယသူတော်ပြုတဲ့ကောင်းမှုကုသိုလ်စကိုင်းဆရာမူရပြတဲ့တန်ခါအလုံးပြုတဲ့ကောင်းမှုတပိတ်အန်ဆရာအလုံးပြုတဲ့ကောင်းမှုကုသိုလ်တိတိကိုဆရာတော်ဘုရားကြီးကဲ့သို့တကယ်အရိယသူတော်ကောင်းတဲ့ကောင်းမှုကုသိုလ်အနာရဘင်ဝိသကာရောကဲ့သို့တကယ်အရိယသူတော်ပြုတဲ့ကောင်းမှုကုသိုလ်ဝဋ္ဌကာမဏိမင်းကြီးဒုဋ္ဌကာမဏိမင်းကြီးဒေဝနာပိယဒိဋ္ဌမင်းကြီးတိရိဓမ္မအတောကမင်းကြီးအဇာတတမင်းကြီးဗေမိတရမင်းကြီးတောရဏမင်းကြီးပြုတဲ့ကောင်းမှုကုသိုလ်တွေမေတ္တာမင်းကြီးပြုတဲ့ကောင်းမှုကုသိုလ်တွေတိပိဋကဆရာတော်မူချက်တန်ခါအလုံးပြုတဲ့ကောင်းမှုကုသိုလ်ဤကုသိုလ်မှန်သမျှကိုဘုရားတပည့်တော်ဝမ်းမြောက်ဝမ်းသာသာဓုသာဓုသာဓုလို့ခေါ်ပါတယ်ဘုရားတို့သာဓုခေါ်ပြီးတော့ဤကောင်းမှုကုသိုလ်မှန်သမျှအလုံးကုသိုလ်အမြလို့အမြတန်းပေးဝလိုက်တဲ့အချိန်မှာဦးဇင်းကဘေးမှာထိုင်နေတဲ့အမျိုးသမီးကသာဓုပါဘုရားညှောလိုက်တာကြာပြီအရှင်ဘုရားကိုမျောနေတာကြာပြီအရှင်ဘုရားကိုဒီမှာရှင်ဘုရားကိုဖူးမျောခြင်းလို့ရှင်ဘုရားရဲ့တရားကိုနာခြင်းလို့မျောနေတာကြာပြီဘုရားတဲ့အရှင်ဘုရားကိုဒီကိုကြွစေခြင်းလို့တပည့်တော်လှမ်းပြီးတော့ပင့်တာပါဘုရားအဲ့ဒါနဲ့နောက်တော့ကျဘသူလဲဟာနေရတပည့်တော်နားမယ်တော့မနုပါဗျာမကျွတ်မလွတ်သေးဘူးပေါ့မှန်ရလားနားမတော့မနုမကျွတ်မလွတ်သေးဘူးလို့သူပြောတာပေါ့ဘယ်လိုလုပ်ပြီးတော့ကျွတ်လွတ်မလဲဟဲ့နားမတော့မနုဆိုတာနားမတော့မနုကတာယာဝရီမင်းကိုဖမ်းတယ်ကွဘယ်သူဖမ်းလဲတာဝရီမင်းကိုဖမ်းပြီးတော့တာဝရီမင်းကိုပြောတယ်ရောတာဝရီမင်းဟောဒီဆုံးအုပ်တုံးယူသွားပြီးတဲ့အခါဆရာတော်ဥပုပ်ကိုသွားနာမတော်မင်းနုအုပ်ကျောင်းကဆရာတော်ဥပုပ်တရင်တုံးနဲ့ကြောက်ဆရာတော်ဥပုပ်ကိုသွားရှောက်ဆရာတော်ကမတတ်နဲ့ဆိုရင် तू မတတ်ပါဘူးသွားပြီးတော့ရှောက်ရတာဝရီမင်းကနာမတော်မင်းနုပေးတဲ့ဆုံးလေးယူပြီးတော့သွားပြီးတော့ဆရာတော်ဥပုပ်ကိုသွားလျှောက်တယ်
ဆရာတော်ကမတတ်နဲ့ဆိုရင်မင်းတို့ကမတတ်ဘူးလို့ပြောပါတယ်ဗျာအဲ့တော့ဆရာတော်ဥပုပ်ကဘာပြောတယ်မင်းတို့တိုင်းရေးပြည်ရေးကိစ္စမတတ်ငါဝယ်မရှုပ်ပြရစီနဲ့ကွာဆရာတော်ကညင်းပယ်ပဲနောက်တခါအဲ့ဒီတာဝရီမင်းကတနည်းနည်းနဲ့လွတ်မြောက်သွားတယ်လွတ်မြောက်သွားတဲ့အခါကျတော့အဲ့ဒီတာဝရီမင်းကနမ်းမတော်မင်းတို့ကိုပြန်ဖမ်းနမ်းမတော်မင်းတို့ကိုဖမ်းပြီးတော့ရော့မင်းတို့ဆုံးတော့ယူသွားအဲ့ဒီဆုံးယူပြီးတော့ဆရာတော်ဥပုပ်ကိုသွားလျှောက်ဆရာတော်ကမတတ်နဲ့ဆိုရင်တာဝရီမင်းကမတတ်ဘူးလို့ပြောလိုက်ပါဗျာသွားပြီးတော့လျှောက်အဲ့ဒါနမ်းမတော်မင်းတို့ကဆုံးလေးယူပြီးတော့ဆရာတော်ဥပုပ်ထံသွားတယ်ဆရာတော်ကမတတ်နဲ့ဆိုရင်တာဝရီရဲ့မင်းကမတတ်ဘူးလို့ပြောပါတယ်ဗျာအဲ့ကဆရာတော်ဥပုပ်ကဘာပြောတယ်လဲဆိုမင်းတို့တဲ့မင်းတို့တဲ့နင်ဝတ်ကြွေးရှိရင်ခံလိုက်တဲ့ပြောစမ်းအဲ့ဒါနဲ့နောက်ဆုံးတရားနာပြိတ္တတွေနမ်းမတော်မင်းတို့ကိုယင်နဲ့တတ်ခဲ့နမ်းမတော်မင်းတို့ယင်နဲ့အသက်ခံခဲ့ရတယ်မှန်ရလားအတိပ္ပယ်ပေါက်ပြီလားအခုကျွတ်ပြီလားမကျွတ်သေးဘူးဘယ်မှာလဲမင်းတို့အကြောင်းမှာမကျွတ်လွတ်သေးဘူးအရှင်ဘုရားကိုမျှော်လိုက်တာလေတဲ့အရှင်ဘုရားရဲ့တရားကိုနာကျင်လွန်းလို့တပည့်တော်မဖြစ်မနေပင်တာအဲ့လိုနားမတော်မနုကရှောက်တယ်အဲ့တော့ရှင်ဘုရားကိုသင်္ကန်းကခြင်းနဲ့ရှင်ဘုရားရဲ့တရားတွေတပည့်တော်နာကျင်တယ်အရှင်ဘုရားကြွပါဗျာကြွပြီးတော့လူခံပါဗျာငါအခုမအားသေးဘူးလို့ငါ3 နာရီမှလာခဲ့ပဲဘယ်နာရီငါလက်ပတ်ပြီးတော့ကြည့်လိုက်အောင်မယ်လို့အဲ့လိုပြောတာရည်ရချက်ကဘာလဲဆိုတော့သူနဲ့အတူအပေါင်းပါတွေမကျွတ်မလွတ်သေးတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်အဲ့တော့ငါသွားပြီးတော့လက်ပတ်ပြီးတော့ကြည့်လိုက်အောင်မယ်ငါဘယ်ကိုလာခဲ့ရမလဲဟိုမှာရှိပါတယ်ဘုရားတဲ့ထိလိုက်ရှင်ဘုရားကြွပါဘုရားပြောစမ်းထိလိုက်ရှင်ဘုရားကဘသူတည်တာလဲဆိုတော့ကျန်စစ်မင်းသားတည်တဲ့ဘုရားဘသူတည်တာလဲကျန်စစ်မင်းသားတည်ခဲ့တဲ့ဘုရားအဲ့ဒီကိုကြွပါဘုရားဆိုတော့အေးငါ3 နာရီလာခဲ့မယ်နဲ့အရာသင်စောင့်နေသူစောင့်နေတယ်ပေါ့အလုံးဖိတ်တိုက်တဲ့ပုံတွေအလုံးသွားသူဖိတ်တယ်အဲ့လိုနဲ့3 နာရီကြာတဲ့အခါကျတော့ဦးဇင်းသွားတယ်သွားတဲ့ဘုရားသွားတဲ့အခါကျတော့အရှင်ဘုရားတဲ့အရှင်ဘုရားကိုဖူးမြော်ခြင်းလို့အရှင်ဘုရားရဲ့တရားကိုနာခြင်းလုံးလို့တပည့်တော်ဖိတ်တာဗျာအဲ့တော့ရှင်ဘုရားတပည့်တော်ကိုမကျွတ်မလွတ်သေးတဲ့ပုဂ္ဂိုလ်တွေအတွက်အလုံးအတွက်ကိုရှင်ဘုရားဖျားအလိုကြတရားလေးတပည့်တော်တို့ကြာကြာနာနာဟောပိတာမှာသူကရှောက်ဘသူတောင်းတာလဲနမ်းမတော်မင်းတို့တို့ဆိုရင်ငါဟောပိမယ်ဆိုပြီးတော့ဧဝမေတုတ္တဧကသမယဘဂဝတာဝတိယံဝိဟာရတိစေတဝနေအနာဒပိဏိကတအာရမေဧကတပသောသမယံက၌ဘဂဝါဘုံတော်၆ပါးတကယ်ဘုရားရှင်ကိုရောမြတ်ကြီးသည်သာဝတိယသာဝတိပိဏိ၌ဖြစ်သောအနာဒပိဏိကတအနာရပိတထေရဲ့အာရမေနှလုံးမလျော်ပြောဝဲရာကောင်းမေတ္တသောဇေတဝနေဇေရောရောင်မောင်းတတိကြောင့်၌ဝိဟာရတိဣရိယာပတ္တမြတ်တရွှင်ပြုံးတရင်သုံးတော်မူခဲ့ပါပေတည်းမနုရေတခြင်းတော့ကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီး
တာဝတိပြည်ဇေရွန်ရွှေကျောင်းတော်မှာကင်းအောင်စံပြောတရင်သုံးတော်မူခဲ့အဲ့ဒီချိန်တော့လေနတ်သားတယောက်ကမြတ်စွာဘုရားကိုလာပြီးတော့လျှောက်တယ်ဘယ်နုရဲ့ကေသောဇဏေတိပုရိသကေသောတတ္တဝိဒဝတိကေသောတန္တရာမပါတိကေသောတတ္တပရယနန္တိဗန္တေဘုန်းတော်ကြောင့်ကောကုဏပြည့်စုံတော်မူတဲ့မြတ်စွာဘုရားပုရိသတ္တလူနာမြမတတ္တဝါရဲ့လို့ဇဏေတိဖြစ်အောင်လှုပ်တတ်တဲ့တရားဒီကိဉ္တုပဲတရားလေမနုရေလို့နတ်သားတယောက်ကမြတ်စွာဘုရားကိုလျှောက်တယ်ကွယ်ဘယ်လိုလျှောက်တယ်လဲဆိုတော့မြတ်စွာဘုရားတဲ့လူနတ်မြမတတ္တဝါရဲ့လို့ဖြစ်အောင်လှုပ်တတ်တဲ့တရားကဘယ်တရားလဲဒီလိုမေးတယ်ကွယ်အဲ့လိုမေးတဲ့အခါကျဘုရားရှင်ကိုရောမြတ်ကြီးကတဏ္ဍဇဏေတိပုရိသစိတ်ဓမ္မတဝိဒဝတိတတ္တောတန္တရာမပါတိကမ္မတတ္တပရယနန္တိဒီတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဘောဓိဝဗုဒ္ဓဩနတံဗောဓိတတလူနမြမတတ္တဝါရဲ့လို့ဇဏေတိဖြစ်အောင်လှုပ်တတ်တဲ့တရားသည်တဏ္ဍသမုဒိယသစ္စာဆိုတဲ့တဏ္ဍတရားပဲနတ်သားကမြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားလူနမြမတတ္တဝါရဲ့လို့ဖြစ်အောင်လှုပ်တာပဲတရားလဲဒီတော့ဘုရားရှင်ကိုရောမြတ်ကြီးကလူနမြမတတ္တဝါရဲ့လို့ဖြစ်အောင်လုပ်တာတဏှာတဲ့လူနမြမတတ္တဝါရဲ့လို့ဖြစ်အောင်လုပ်တာဘူးလေဒါနဲ့လူဘဝလူခန္ဓာရတာလေနတ်ဘဝနတ်ခန္ဓာရတာလေဗြဟ္မဘဝဗြဟ္မခန္ဓာရတာလေတရိစ္ဆာန်ဘဝတရိစ္ဆာန်ခန္ဓာရတာလေအပေဘဝအပေခန္ဓာရတာလေဒါနဲ့လူနမြမတတ္တဝါရဲ့လို့ဖြစ်အောင်လုပ်တာဘူးလေရက်ဆက်ပါပြီဥဒနာမနုဣတနာသိနေစေတယ်အဲ့ဒီတဏှာပယ်မှနဲ့ဘဝပြတ်မှာနော်ဘုသူဟောရတာမနုကိုဟောရတာကြည့်လိုက်ရှင်ဘုရားတဲ့မှာဟုတ်လားအတိပ္ပယ်ပါပြီလားနော်လူနဲ့မြမတတ္တဝါလို့ဖြစ်အောင်လုပ်တာတဏှာအဲ့ဒီတဏှာတရားကိုမနုရေပယ်ရဘာနဲ့ပယ်ရမလဲကုသိုလ်ပြုပြီးတော့ပယ်ရဒါနကုသိုလ်ပြုပြီးတော့ပယ်ရဘာကုသိုလ်ပြုပြီးတော့အာဂိတ္တိဇတ်မှာလို့မနုဘုရားတော်အာဂိတ္တိယတယေတံတရားမင်းကြီးကပုံနာအသွင်ဖန်ဆင်းပြီးတော့လာလူခံလာပြီးတော့လူခံတဲ့အခါကျတော့ဘုရားတော်အာဂိတ္တိယတယေအယံသိပြုတ်ထားတဲ့ကမင်းရွက်ပြုတ်ဘာပြုတ်ကမင်းရွက်ပြုတ်အဲ့ဒီကမင်းရွက်ပြုတ်ကိုလောင်းထုတ်လိုက်တယ်အဲ့ဒီနေငတ်ခံတယ်နောက်တစ်ရက်လာလူခံနဲ့လောင်းထုတ်လိုက်တယ်နောက်တစ်ရက်လာလူခံနဲ့လောင်းထုတ်3ရက်ဘယ်နှစ်ရက်အငတ်ခံပြီးတော့လူတယ်နောက်တစ်နေ့ကျတော့တရားအသွင်ပြပြီးတော့ဘာကိုလိုလားပြီးတော့ဒီလောက်တောင်ဒါနပြုလုပ်တယ်လေအဲ့လိုမိတဲ့ကဘုရားလောအာဂိတ္တိယယတိယပြောတယ်ဒုက္ခပုဏ္ဏဘောတက္ကတရိရတ္တသဗေဒနာတမ္မောမရဏဒုက္ခတတ္တမတမမိဝတ္တဝဝတ္တဝနတ္တုတနေတကြမေပုဏ္ဏဘောနောင်ဘဝနဲ့ဘဝတတ္တပံဖြစ်ရခြင်းတည်တဲ့ဒုက္ခဆင်းရဲလာပါပြီဘဝမဖြစ်ပြရခြင်းနဲ့တဲ့ဘဝမဖြစ်ပြရခြင်းနဲ့ဘာမဖြစ်ပြခြင်းဘဝမဖြစ်ပြခြင်းနဲ့ဘဝရရင်ခန္ဓာရတာကိုဘဝရရင်ခန္ဓာရတော့ပြည့်စည်တာပေါ့ဘဝရတော့ခန္ဓာရတော့ဘဝမဖြစ်ပြခြင်းနဲ့ကုသိုလ်ပြုပြီးတော့တောင်းဒုက္ခပုဏ္ဏဘောတက္ကတရိရတ္တသဗေဒနာတရိရတ္တသခန္ဓာကိုဗေဒနာပြည့်စည်ခြင်းဒီလဲဒုက္ခဆင်းရဲလာပါပြီဘဝရတဲ့အတွက်ခန္ဓာရတယ်ခန္ဓာရတဲ့ပြည့်စည်တယ်မအိုခြင်းမနဲ့လဲမနာခြင်းမနဲ့လဲ
မသေးခြင်းမနဲ့လည်းမပြည့်စည်ခြင်းမနဲ့လည်းဘဝမဖြစ်ပြရစီနဲ့ကုသိုလ်ပြုပြီးတော့ဆုတောင်းပါဟုတ်တယ်မလားဒုက္ခဘုဏဘောတကတိရတသဗေရဏသမောဟမရဏဒုက္ခသမောဟမရဏတွေ့တွေ့ဝဲနဲ့တရားချင်းဒီလက်ဒုက္ခဆင်းရဲလာပါပဲ၏ဘဝရတဲ့အတွက်ခန္ဓာရတဲ့ခန္ဓာရတဲ့ပျက်စီးတဲ့နေရာမှာတတ္တဝါတွေကတွေ့ဝေပြီးတော့ပျက်စီးတာများတယ်လို့သိအဲ့ဒါတွေ့ဝေပြီးတော့ပျက်စီးပြီးတော့သေတဲ့အတွက်တွေ့ဝေတဲ့ဘဝရောက်တာပေါ့မကျွတ်မလို့သေးတဲ့ဘဝရောက်တာအမှန်တော့ပိတ်တာပေါ့ဘာသွားပြီးတော့ပိတ်တာသွားပြီးတော့ဘဝမဖြစ်ပြရစီနဲ့အဲ့ဒါမင်းတို့ရဲ့အဲ့ဒီဘဝမဖြစ်ခြင်းဘူးဆိုရင်မင်းတဏှာပဲတာဘုရားဒီလိုဟောတယ်နမတော်မင်းတို့ကိုဟောပေးရတာဘယ်လိုဟောပေးရတာနော်အင်းဝဘယ်မှာလဲအင်းဝမှာထိလိုက်ရှင်ဘုရားထဲမှာဟုတ်တယ်မလားတရားနာပရိသတ်က3ယောက်ပဲရှိတယ်ဟုတ်တော့မတရားနာပရိသတ်ကအဲ့လိုဟောတဲ့အခါကျတော့ဆရာတော်တဲ့သူတော်ရီမျိုးတော်ရီမကျွတ်မလို့တဲ့အများကြီးဖြစ်တယ်ရှင်ဘုရားတရားကိုနားနေတာဒိဗ္ဗပါသိတ္တမှုရှိတယ်ဗျာအဲ့ဒါဘဝမလိုချင်ဘူးဆိုရင်ဘာပဲမှာတဏှာပဲအဲ့ဒါတဏှာပဲရင်လည်းဘဝပြတ်တယ်မယ်လူကြီးဒိဗ္ဗပါပြီလားဒါမို့လူနတ်မြတ်မှာတတ္တဝါရောဖြစ်အောင်လုပ်တာဘူးလေတဏှာလူဘဝလူခန္ဓာရတာနတ်ဘဝနတ်ခန္ဓာရတာဓမ္မဘဝမြတ်ခန္ဓာရတာတိရစ္ဆာန်ဘဝတိရစ္ဆာန်ခန္ဓာရတာအပေဘဝပဲခန္ဓာရတာဒါပြင်လူနတ်မြတ်မှာတတ္တဝါဖြစ်အောင်လုပ်တာဘူးလေရက်ဆက်ပါပြီဥဒ္ဒနာအဲ့ဒီတဏှာနှိမ့်ဆက်တဲ့အတွက်ရင်းနဲ့တတ်ခံရတာဒိဗ္ဗပေါက်တစ်ချက်တော့လူနာမြမတတ္တဝါရောဖြစ်အောင်လို့တဏှာဆိုတာတပိတော့သိရပါပြီဖေယကဲတုဇနေတိပုရိသံကိတုတတ္တဝိဒဝတိဘာနေမြတ်စွာဘုရားတတ္တဒုလူနာမြမတတ္တဝါရဲ့တဏ္ဍာမှာဝိဒဝတိထိညွှရခဲ့တယ်ဆိုတာတရားဒီကိတုပဲတရားလဲမြတ်စွာဘုရားတဲ့လူနာမြမတတ္တဝါရဲ့ခန္ဓာကိုယ်ရမှာထိန်ချုပ်ရခဲ့တာဘာတရားလဲလို့မေးတယ်အဲ့လိုမေးတဲ့အခါကျတော့ဘုရားရှင်ကိုရောမြတ်ကြီးကတဏ္ဍာစနေတိပုရိသံစိတ်တမတ္တဝိဒဝတိဘောဓိဝဗုဒ္ဓဝနာတတ္တဒုလူနာမြမတတ္တဝါရဲ့တဏ္ဍာမှာဝိဒဝတိထိညွှရခဲ့တယ်ဆိုတော့တရားဒီကစိတ်တတဒဂါကြီးတွေရဲ့စိတ်ဒဂမကြီးတွေရဲ့စိတ်မှန်ရလားလူနာမြမတတ္တဝါပြောင်းလို့တာကလူနာမြမတတ္တဝါခန္ဓာကိုယ်မှာထိညွှရခဲ့တာကလောဘဖြစ်တာလဲဒေါသဖြစ်တာမောဟဖြစ်တာယာကဖြစ်တာဒါကိလေသာဖြစ်တာအဲ့ဒီစိတ်ကိုနဲ့အောင်ထိန်းချုပ်ရင်ဘဝပြတ်တယ်ဟုတ်လားစိတ်မနိုင်တဲ့ပုဂ္ဂိုလ်ရဲ့ဘဝပြည့်စည်တာပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့တို့တိရိဓမ္မအတောကမင်းကြီးရဲ့ဆူတောင်းဆိုတာရှိတယ်ဘုရုဆူတောင်းတိရိဓမ္မအတောကမင်းကြီးဆူတောင်းတိရိဓမ္မအတောကမင်းကြီးကသူနတ်ရဇာကံတော်ကုံကနီးတော့သူသေးကနီးတော့နောက်ဆုံးသံဃာတော်တွေကိုဇီးဘူးစီတချမ်းပဲလူနိုင်တော့တယ်ဘာတချမ်းအဲ့ဒီတချမ်းကိုသံဃာတော်တွေလူတော့သံဃာတော်တွေကနေပြီးတော့စေရီပြုလို့ပြီးတော့ဒီထားကိုယ်ပဲကြဒီကြောင့်မို့ရာဓကုတ္တမကြီးကတိတိဓမ္မအတောကမင်းကြီးကိုသွားပြီးတော့တဏှာဥဒ္ဒနာအရှင်မင်းတရားလူလိုက်တဲ့ဇီဝတိတချမ်းကိုသံဃာတော်တွေကစေရီပြုလို့ပြီးတော့ဒီထားကိုယ်ကနေပြီဖေဟာသာရုပါကွယ်ဒါရကုတ္တငါသာရုခေါ်ပါတယ်
အရှင်မင်းတရားမမေ့နဲ့တော့မမေ့ပါဘူးမမေ့ပါဘုရားကိုမမေ့နဲ့တော့ငါဘုရားကုံအမျက်ထာဝရပွားနေပါတယ်ဒါရကုတ္တရဲ့ဒါရကုတ္တရဲ့တဲ့မင်းကငါမေးပြရကြုံမေးပါတဲ့ရှင်မင်းတရားဒီစပုရိတ်တကျွန်းလုံးကိုဘယ်သူပိုင်တယ်လဲတဲ့အရှင်မင်းတရားပိုင်တယ်လေဘယ်သူအုပ်ချုပ်တယ်လဲအရှင်မင်းတရားအုပ်ချုပ်တယ်ဘယ်သူအစိုးရလဲအရှင်မင်းတရားအစိုးရမှန်ရလားမှန်တယ်တဲ့ဒုစင်ဒါရကုတ္တရဲ့တဲ့ငါကိုလေတဲ့တန်ဃာတော်တွေထမျက်နှာမူပေးပါတန်ဃာတော်တွေပဲလှည့်ပြီးတော့တိရိဓမ္မအတောကမေယတန်ဃာတော်ရှင်ကောင်းရှင်မြတ်တို့ဖရာတပည့်တော်ပိုင်ဆိုင်တဲ့သဗ္ဗုဒိတ်တကျွန်းတို့ကိုတန်ဃာတော်ရှင်ကောင်းရှင်မြတ်တို့အားဖရာတပည့်တော်ပူဇော်ခဲ့ပါတယ်လူတန်းခဲ့ပါတယ်ဖရာတဲ့ဤကောင်းမှုကုသိုလ်ကံကြောင့်ဖရာတပည့်တော်သည်နတ်စည်းစိမ်ကိုလည်းမတောင့်တပါဖရာဘာစည်းစိမ်တရားမယစည်းစိမ်ကိုလည်းမတောင့်တပါဘာစည်းစိမ်စัจ java ရမေယစည်းစိမ်ကိုလည်းမတောင့်တပါဗျမမေယစည်းစိမ်ကိုလည်းမတောင့်တပါပရိတရမေဧကရမေယစည်းစိမ်ချမ်းသာမှန်သမျှကိုလည်းမတောင့်တပါလူစည်းစိမ်ကိုလည်းမတောင့်တပါဖရာတဲ့ဘာမှမမြဲပါဖရာမြဲသလားလူစည်းစိမ်မမြဲသလားနတ်စည်းစိမ်ဗျမမင်းစည်းစိမ်စัจ java မေယစည်းစိမ်ပရိတရမေဧကရမေယစည်းစိမ်ဘာစည်းစိမ်မှမမြဲပါဘူးဗျာတပည့်တော်ဤကမှုကုသိုလ်ကံကြောင့်ဘုရားအစရှိသောသူတော်ကောင်းကြီးများစိတ်ကိုနိုင်အောင်ထိန်းချုပ်နိုင်တယ်လို့ဘုရားတပည့်တော်ဘဝတိုင်းစိတ်ကိုနိုင်အောင်ထိန်းချုပ်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရပါလို့ဤဘုရားပါဆုတောင်းပါလားစိတ်ကိုနိုင်အောင်ထိန်းချုပ်နိုင်တဲ့ပုဂ္ဂိုလ်ဘဝတိုင်းဖြစ်ရပါလို့ဤဘုရားဘဝတူမဖို့ရပါလို့ဤဒီစိတ်မနိုင်တဲ့အတွက်ကြောင့်ပါဏာတိပါဒသုတ္တတဘာမနိုင်လို့မှန်ရလားသောဇာမခိုးဘူးလားဘာမနိုင်လို့တရဝသမယမစောကားဘူးလားဘာမနိုင်လို့မုဒ္ဒဝါဒမပြောဘူးလားအရက်တွေမတောက်ကြဘူးလားဘာမနိုင်လို့ကဲအဲ့ဒီစိတ်မနိုင်တဲ့အတွက်အဇတတမင်းကြီးဖေယိုမတတ်ခဲ့ဘူးလားဘာမနိုင်လို့မှန်ရလားဖယားမမသိတရားမမသိတန်ခါမမသိမိဘမမသိဆရာသမားမမသိကုသိုလ်မမသိအကုသိုလ်မသိမကောင်းတာမှန်တယ်အကုန်လုံးကြဘူးလားဘာမှနိုင်လို့မှန်ရလားဒါမို့ဘဝတိုင်းစိတ်ကိုနိုင်အောင်ထိန်းချုပ်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရပါလို့ဤစိတ်နိုင်ရင်ဘဝပြတ်တယ်ပဲဘာနိုင်ရဲ့မှန်ရလားတိရိဓမ္မအတောကမင်းကြီးနာမည်ကစန္ဒတောကမင်းလေအမတန်ရိုင်းဆိုင်တဲ့မင်းဗာမင်းစန္ဒနောင်တော်ပေါင်း69ယောက်ကိုတတ်ပြီးတော့နမ်လူတာဟုတ်တယ်မလားနောင်တော်ပေါင်းဘယ်လောက်ဘယ်သူကတတ်တာလဲစန္ဒတောကမင်းကြီးဘာလို့တတ်တယ်လဲစိတ်မနိုင်လို့ပေါ့ဘာမလို့ကြဘာမနိုင်လို့လဲမှန်ရလားကဲတရားနာပရိသတ်ပေါင်းတော်ကောင်းများတာယာဝရီမင်းကလည်းနတ်မတော်မင်းတို့မတတ်ဘူးလားဘာမနိုင်လို့စိတ်မနိုင်လို့တဲ့ဟုတ်တယ်မလားအဲ့ဒါစိတ်နိုင်တဲ့ပုဂ္ဂိုလ်ဘဝပြတ်တယ်မှန်ရလားအဓိပ္ပာယ်ပါပြီလားကဲကုသိုလ်ပြုပြီးတော့ဆူတောင်းသွားတာတဏှာပင်လည်းဘဝပြတ်တယ်စိတ်နိုင်ရင်လည်းဘဝပြတ်တယ်တန်ဖို့ရှိတယ်ဘယ်နှချက်ရှိသွားလဲနှစ်ချက်နော်နောက်တစ်ချက်ကကေန္တုဇဏေတိပုရိသကေန္တုတတ္တဝိဒဝတိကေန္တုတန္တရမမတိဘာနေမြတ်စွာဘုရားတန္တရရမအာပါတိကျင်လည်ပြီးတော့နေတာကေန္တုပဲပုဂ္ဂိုလ်တွေလဲမြတ်စွာဘုရားတဲ့တန္တရာရမကျင်လည်ပြီးတော့နေတာပဲပုဂ္ဂိုလ်တွေလဲမမေ့ဘူးလားအဲ့လိုမေ့တဲ့အခါဘုရားရှင်ကိုရောမြတ်ကြီးကတဏ္ဍဇဏေတိပုရိသစိတ်ဓာမတ္တဝိတဝတိတတ္တတန္တရမပါတိဘောဓိယဗုဒ္ဓဩနတံတန္တရာရမအာပါတိကျင်လည်ပြီးတော့နေတာ
Tado Luna Jama Tatawari Tandarama Chine Bido Nirabdule Luna Jama Tata Balu Tandara Chile Bido Nia the Lesser Saymanai Lo Bamanai Lo Bamanai Lo Mayala Adeba Babila that means Saymanai Bogre Boa Mabia Simula Say nine Bogaja Boabia Manano Say nine Bogajaro Boabia, say Manana Bogajaro Boabia Sida Deba Babila Tamushi no Didia Bedu Namaro Hotamala Ne say Manana Adwell Ne Boabia Siga Yene Takaya Do Johnny Piopia. Allah. River Bob. But I chess you. But I tell her, don't you? No? Now the chair. Kendo Sanedi Purina Kendo Tata with our de Kendo Tantara Mabadi Kendo Tata Prayanandi Baninya Savaya. Tata Doluna Mata Davaria Tandama Prayanandi Dege Agoya Ase Adaya Ase Pida Diadi Kendu Bediale Adi Saymanine Luna Mata Davarima Agua di Bediale Made Hello Made Kajaro Tayashin Koram Yajiga Tanazan Purina Sedama Dawidawadi Tado Tandara Mamarika Mantata Prayanandi Bodia Buddha Dada Doluna Mata Davaria Tandama Parayanandi Dege Agoya Ase Adaya Ase Pida Diadiga Kamata Kandayalo Bagawa Bona Chamba Dege Bayashin Koram Yajidi Kadede Kaunsa Matwe Menja Domuge Babe Dadi Say Manana Luna Jama Tadava Agua di Candayabe Mayala Say Manana Luna Jama Tadava Agua di Bade Kaunda Loyen Magauna Loyen Kauna Loyen Kaunju Bime Menuye Magauna Loyen Magaunju Beda de Edido Bebayaraba Tilanshi Yadama, but do hobby again. Hello, hobby bido. Holiday Kaja, Taruba, Paya, the video Tadu Kobada, the video Tadu Kobada. China like that, Paya Kamukudo, the Bido, and Yadam pay with it. Get menu named Pietro Babimula. Tighten the loud of Pietro Babimula. Jamba did it. Now the word they are chimney be uno. Nga, they are well a bear. But what a bear? I don't have been a Kajara. I am not happy to hobby my menu yet. Allah. Allah. Where do I love you of Bema? The video, the Arina Magu. Payati. Tidim where. The poor the video, Sidney had a payad, Piao Bibi in there, Sembia Kileba. The Aine Malamakam, Piadas who came in. Piadasu, Pienere, Eric Piene Boma, Sarah Maximini, the other Pino, Jaya Bida Chijambi. Allah. A day Baba. Arane Abjide Sidek. Ara menu ye nin Tama Master Edinama, Kemuni Sebago, Jedusi Alo, Gro, Tama Gayade. Menu, Assembia, Diagona Genlo, Sembiago Pujelo, Sembiago, Tengan, Lugenolo, the Villa Dinam, Maximum de Penama, Payad, Abisi and Dicama Coloma, with him with shout. Allah, Ara, Nege, Dona, Didi, Holla, Biom. Truly, Pia Allah. A day about a wonder about it. Ninogo. Me at the body, Mammy at the Meta to Masiba, data while you are a data. You know?
မြင်အပ်တဲ့ပုဂ္ဂိုလ်တွေမကျွတ်မလွတ်သေးတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်နင်တို့ကောင်းမှုကုသိုလ်ပြုတဲ့အမြတ်တမ်းပေးဝေပေးကြပါကွယ်မှန်ရလားအတိတ်ပဲပေါက်သွားပြီလားအဲ့ဒါကြောင့်ငါဝမ်းသာပါတယ်မင်းတို့ရဲ့ငါလာပြီးတော့ဟောပါမယ်လို့ကဲပြောပြီးတော့ကဲနင်လည်းပြည့်စုံသွားပြီငါတရားဝက်သွားအောင်မယ်မသွားသေးဘူးဟုတ်လားမသွားသေးဘူးမသွားသေးဘဲနဲ့အမလေးနောက်တစ်ယောက်အမလေးပြောတော့ပြဘာနင်ဘာလဲဟာလဲဆိုအရှင်ဘုရားတဲ့တပည့်တော်ဘယင်မကြီးလေဗျာနင်ကဘယ်လိုလဲဟာဘယင်မပဲဘယင်မတပည့်တော်ရှင်စောပုပါတယ်လေငါလည်းဘာတွေလားတွေ့မှမသိဟုတ်လားအဲ့ဒါနဲ့ငါတရားဝဲသွားရအောင်ပါဟာနင်တို့ဟောတာနဲ့ငါလည်းဟောတော့မရဘူးတဲ့ကောင်းမှုကုသိုလ်လုပ်ပြီးအမြတ်အတန်းပေးဦးနဲ့ရှင်ဘုရားကမျောနေကြားလာပြီဆိုပြီးတော့အဲ့ဒီနမှာဘုသူပဲဘုသူတက်ဘုရားဘုသူတက်ဘုသူပဲဗျာအမလေးပါထွားမင်းသမီးတွေကျန်စစ်သားဘုသူတက်ဗျာအကုန်လုပ်ပြရမှာဟာတော်အဲ့ဒါနဲ့ငါတတ်တရည်တစ်ခွက်ကပ်ပြီးတော့ဘုရားကိုအမြတ်ဘုရားကိုလူပေးပြီးတော့အမြတ်တန်းပေးပြီးတဲ့ခါကျတော့တာဓုပါဘုရားတဲ့ဝမနတာဓုခေါ်ပါတယ်ငါကြုံခဲ့ရတယ်ဘယ်နမတော်မေနုအုပ်ကြောင့်ဘယ်မှာလဲငါတခါမှမရဘူးကြလားအဲ့ဒါပြောလို့တဲ့အဓိပ္ပာယ်ကတော့လူနတ်မြမတတ္တဝါရဲ့လို့ဖြစ်အောင်လုပ်တာဘူးလေလူနတ်မြမတတ္တဝါတွေကခန္ဓာကိုယ်ထဲမှာထိန်းချုပ်ရခက်တာပါလေတန္တရာထဲမှာကျင်လည်ပြီးတော့နေတာလူနတ်မြမတတ္တဝါတွေတန္တရာထဲမှာကျင်လည်ပြီးတော့နေတာလူနတ်မြမတတ္တဝါတွေဘာဖြစ်လို့တန္တရာထဲကျင်လည်နေရစိတ်မနိုင်လို့ဘာမနိုင်လို့လဲဘာမနိုင်လို့လဲအဲ့ဒါစိတ်မနိုင်တဲ့ပုဂ္ဂိုလ်တွေကဘဝပျက်စီးတယ်ဆိုပြီးတော့အဲ့ဒါစိတ်မနိုင်တဲ့အတွက်ဘဝပျက်စီးသွားတဲ့ခန္ဒီဝါဒီဇက်ကိုဟောကြားနာကြရအောင်ဘာဇက်လဲအခုမှတရားပြန်စစောစောတုန်းကဘုသူကြောင့်ပြောပြရတယ်သူ့ကိုပြန်ပြီးတော့ကျေးဇူးဆက်ပေးတာပေါ့နေပေါင်းနမနုရဲ့နင်ကငါ့ကိုသိလို့လားလို့မေးတဲ့အခါကျတော့သိတာပေါ့ဗျာတဲ့ကုသိုလ်ပြုပတ်တယ်သစ္စာပြုပတ်တယ်ဗျာတဲ့ဒါမို့ရှင်ဘုရားမဖြစ်မနေတပည့်တော်လာပြီးတော့တရားချင်းချင်းခိုင်းတာဗျာတဲ့သူကငါလာပြောသွားအေးအဲ့ဒါစငါတောင်းချပြီပေါ့ကဲတရားဒါဗျာပါစုအဲ့ဒါစိတ်မနိုင်တဲ့အတွက်ဘဝပြတ်ပြောတာဘဝပြတ်သွားတဲ့ခန္ဒီဝါဒီဇတ်တော်ဟောကြားနာကြအဲ့ဒီတရားကမြတ်စွာဘုရားဟောတယ်ဘယ်သူဟောတာလဲအဲ့ဒါမြတ်စွာဘုရားဟောတဲ့တရားကိုဟောမှာဖြစ်တဲ့အတွက်တရားမဟောခင်တရားမနာခင်တရားပိုင်ရှင်ဖြစ်တော်မူတဲ့မြတ်စွာဘုရားကိုရှိခိုးကြလောက်ချီပြီးတော့နမောတတ္တ၃ချိန်ဖြင့်ဘုရားရှိခိုးလိုက်ပါနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသာဓုခေါ်ဧဝမေသုတ္တံဧကံသမယဘဂဝတာဝတိယံဝေယရတိစေတဝနေအနာထပိဏိကတအာရမေဧကံတပတ်သမယက၌ဘဂဝါဘုံတော်၆ပါးတကဘုရားရှင်ကိုရောမြတ်ကြီးသည်တာဝတိယတာဝတိပြည်နေ၌ဖြစ်သောအနာထပိဏိကတအာရမေတထေယအာရမေနှလုံးမွလျောပြောဝရကောင်းမြတ်သောစေတဝနေစေရောရောင်မောင်းတထေကြောင့်၌ဝေယရတိဣရိယပတ္ထမြတ်တာရွှင်ပြုံးတရင်သုံးတော်မူခဲ့ပါပေတည်းတ
ချိန်တုန်းကဘုရားရှင်ကိုရောမြတ်ကြီးသာဝတိပြည်ခြေတော်ရွှေကျောင်းတော်မှာကင်းအောင်စံပြောတရင်သုံးတော်မူစဉ်ခန္ဒီဝါဒီဇတ်ကိုမြတ်စွာဘုရားဟောတယ်ဘသူ့ကိုအကြောင်းပြုဟောတယ်လဲဆိုတော့အမတန်ဒေါသကြီးတဲ့ရဟန်းတော်တစ်ပါးကိုအကြောင်းပြုတယ်ဒီကြောင့်ကိုရဟန်းတော်တွေကမြတ်စွာဘုရားကိုသွားပြီးတော့ရှောက်တယ်မြတ်စွာဘုရားတဲ့ဟောဒီယဟန်တော်ကအမတန်ဒေါသကြီးတယ်ဘုရားမှန်ရလားจิตသားတဲ့မှန်ပါတယ်ဘုရားတဲ့ဒီတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကจิตသားရဲ့တဲ့မင်းငါဘုရားရဲ့သာသနာနဲ့တွေ့ကြုံပါလေရဲ့နဲ့ဘာဖြစ်လို့ဒေါသကြီးတာလဲငါဘုရားစကားလိုက်နာပြီးတော့ကျင့်သုံးမယ်ဆိုရင်အဲ့ဒီဒေါသတရားတွေကင်းသွားနိုင်တယ်ဆိုပြီးတော့အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဩဝါဒပေးပြီးတော့ဆုံးမပြီးတော့သူတော်ကောင်းမှရင်အဲ့ဒီဒေါသတရားကိုချုပ်တိကြတယ်ဆိုပြီးတော့အဲ့ဒီယဟန်တော်လေးကိုအကြောင်းပြုပြီးတော့ခန္တီဝါဒီဇတ်ကိုမြတ်စွာဘုရားဟောတယ်အတေဝိဇ္ဇာရှိအခါကဗာရာဏသီပြည်ကြီးမှာကလပုမင်းကြီးထိနှံအုပ်ချုပ်မင်းလုပ်တယ်အဲ့ဒီချိန်မှာတဲ့တို့ဘုရားအလောင်းတော်ဒီဂရေ80ကျော်ဝချမ်းသာတဲ့ဗြဟ္မဏမဟာတလပုံသားကြီးရဲ့ဒိုရီတော်သားလေးလာပြီးတော့လူဖြစ်တယ်အမည်ကတော့ကုံတလသူတို့သားတဲ့ဘာသူတို့သားအရာရတတက်တော်သွားပြီးတော့ပညာမြတ်တတ်မြောက်လာတဲ့အခါကျတော့မိဘရဓာန်ပြန်လာမိဘနှစ်ပါးကိုပြုစုတယ်လှုပ်ကြွေးတယ်စောင့်ရှောက်ဒီလိုနဲ့မိဘနှစ်ပါးကိုလောနှိမ့်ဆက်သွားတဲ့အခါကျတော့တို့ဘုရားအလောင်းတော်သည်ရှိသမျှသောစီစဉ်ဥစ္စာတွေကိုစွန့်ပစ်ပြီးတော့ဟိမွန်တာတော်ရမှာယသိပြုတယ်ခန္ဒီဝါရီယသိတဲ့ဘာယသိဘလောက်ပဲညင်းဆက်ဘလောက်ပဲနှိမ့်ဆက်ဘလောက်ပဲတပ်ဖြတ်သိခန္ဓာလို့ခန္ဒီဝါရီဒေါနတနေသောကဘုရားလောင်းခန္ဒီဝါရီယသိဗာရာဏသီမြို့ကိုလာခဲ့ဘယ်မြို့စားလူခံဖို့ရဘာလူခံဖို့ရစားလူခံဖို့ရဆိုပြီးတော့ဗာရာဏသီမြို့ရောက်တဲ့အခါကျတော့ကလပုမင်းကြီးရဲ့စစ်ဘုတ်ချုပ်ကြီးကမြင်ရတွေ့ရတော့တို့ဘုရားအလောင်းတော်ကြီးကိုသိကြည်ညိုသွားတယ်အဲ့ဒါကြည်ညိုသွားတာရှင်ဘုရားတပည့်တော်အိမ်ကိုနေစဉ်ဆုံးမမေ့ကြပါဘုရားဥယျာဉ်ထဲမှာပဲတရင်သုံးပါဒီလိုပြင့်လျှောက်တာဒေါနဲ့တရင်သုံးပြီးတော့နေလာကြတနေ့သောအခါကျတော့ကလပုမင်းကြီးတည်တဲ့အချွေယံပရိသတ်ပေါင်းများများစွာဖြင့်ဥယျာဉ်တော်တဲ့ကိုပြောဝဲစားထွက်တယ်ဥယျာဉ်တော်ရဲ့ရောက်တဲ့ခါကျပြောကြပါကြစားကြတောက်ကြကာမဂုဏ်တရားတွေအပြည့်အဝခံစားပြီးတော့နေကြတယ်အဲ့ဒီချိန်မှာကလပုမင်းကြီးကပင်မလွန်အားကြီးလို့မိဖုရားတယောက်ရဲ့ပေါင်ပေါ်မှာအိပ်ပျော်ပြီးတော့သွားအဲ့ဒီမှာခြေယံပရိသတ်တွေဥယျာဉ်ထဲကိုလဲပြီးတော့ပြောကြပါကြစားကြတောက်ကြအဲ့ဒီချိန်မှာဘုရားအလောင်းတော်ကြီးကိုတွေ့ရမြင်ရတော့ကြီးညိုလွန်အားကြီးလို့ဝိုက်ပြီးတော့ကြီးညိုလွန်အားကြီးလို့ဖူးမြောက်ပြီးတော့နေကြတရားနာကြပြီးတော့နေကြအဲ့ဒီချိန်မှာကလပုမင်းကြီးနိုးလာတဲ့အခါကျတော့အချွေယံပရိသတ်တွေဘယ်မှာလဲလို့မေးတော့ယသေကြီးကိုသွားပြီးတော့ပူဇော်နေကြမှာဘုရားလို့အဲ့လိုတဏှာဥတင်တဲ့ခါကျတော့ကလပုမင်းကြီးဒီအမျက်ဒေါသချောင်းချောင်းထွက်ပြီးတော့ဘုရားလောင်းယသေကြီးတံသွားတယ်ဘုရားလောင်းယသေကြီးတံရောက်တဲ့အခါကျတော့သင့်နာမဘယ်လိုခေါ်တယ်လဲခန္တီဝါရီယသေလို့ခေါ်ပါတယ်တဲ့ဘာယသေဘာဖြစ်လို့ခန္တီဝါရီယသေလို့ခေါ်တယ်လဲသူများတွေဘယ်လိုပဲညင်းဆဲနှိမ့်ဆက်တပ်ဖြတ်သိခန္ဓာလို့ခ
ခန္တီဝရိယတိဒီလိုလားတဲ့ဟုတ်တယ်ဒီလိုဆိုရင်အာနာသားတွေလာစမ်းကွယ်လက်ဖြတ်ကွယ်ဘာဖြတ်ခိုင်းလဲတချောင်းချင်းဖြတ်တယ်ဘယ်နဲ့လဲခန္တီဝရိယတိဒီခန္ဓာသေးရလားမင်းကြီးတဲ့ဒီခန္ဓာဆိုတဲ့ခန္တီတရားကဟောဒီလက်မရှိတာမဟုတ်ပါလက်မရှိသလားမရှိပါဘူးတဲ့ဒါဖြင့်ခြေတော့ဖြတ်ကွယ်ဘာဖြတ်ပထမဒုတိယတချောင်းချင်းဖြတ်ဆက်တူဘယ်နဲ့လဲခန္တီဝရိယတိဒီခန္ဓာသေးရလားမင်းကြီးတဲ့ဒီခန္ဓာဆိုတဲ့ခန္တီတရားလက်မှလည်းရှိတာမဟုတ်ပါရှိလားခြေတော့မှလည်းလက်မှလည်းမရှိပါခြေတော့မှလည်းမရှိပါနိုင်ရဖြတ်ကွာဘာဖြတ်ခိုင်းပထမဘာဖြတ်ဒုတိယတတိယဘယ်နဲ့လဲခန္တီဝရိယတိဒီခန္ဓာသေးလားမင်းကြီးဒီခန္ဓာဆိုတဲ့ခန္တီတရားကလက်မှလည်းမရှိပါခြေတော့မှလည်းမရှိပါနိုင်ရမှလည်းမရှိပါဒါဖြင့်နှာခေါင်းဖြတ်ကွာဘာဖြတ်ခိုင်းလဲပထမဘာဖြတ်ဒုတိယတတိယသရုဒ္ဓတန်းတယ်လေတဲ့ခန္တီဝရိယတိသိခန္ဓာသေးလားမင်းကြီးသိခန္ဓာဆိုတဲ့ခန္တီတရားကလက်မှလည်းမရှိပါခြေတော့မှလည်းမရှိပါနာရွက်မှလည်းမရှိပါနှာခေါင်းမှလည်းမရှိပါဟောဒီနှလုံးသားတဲ့ထဲမှာရှိပါတယ်တဲ့ဘယ်ထဲမှာရှိဓလောက်တောင်သိခါနိုင်တဲ့ခန္တီသိခါအောင်กว่าဆိုပြီးတော့တရားနာပရိသတ်ပေါင်းတော်ကဘုရားလောင်းရင်ဝတဲ့တဲ့ဒူးနဲ့ပြေးတိုက်သူတွေပုတ်ကနေထွက်သိခါအောင်กว่าဆိုပြီးတော့တရားနာပရိသတ်ရင်ဝတဲ့တဲ့ကိုထနောက်နဲ့ပေါက်ကြီးပေါက်ကြည်စမ်းနော်အဲ့ဒီလိုသိခါပြီးတော့တပ်ပိညုတဉာဏ်ရခဲ့တာမှန်လားအဲ့လိုသိခါလို့မှန်လားအဲ့ဒါဘာနိုင်လို့လဲဘာနိုင်လို့လဲဒိဗ္ဗပပိဒစိတ်နိုင်တဲ့ပုဂ္ဂိုလ်ဘဝပြတ်တယ်တပ်ပိညုတဉာဏ်ပြဒိဗ္ဗပပိနော်ဒါမို့စိတ်ရှိဇွဲတန်တဏှိခံပြုရန်သာသနာပြုတဲ့ပုဂ္ဂိုလ်မှတရားသိခံကြဖို့အမှန်တော့ဒေါသကိုချုပ်တိကြဖို့ဒါလေးပြပြတာတန်ဖိုးရှိဆုံးမခဲ့တယ်နော်ဒါကြောင့်မို့အဲဒီခါကျတော့ကလပုမင်းကြီးကဘုရားလောင်းခန္တီဝရိယတဲ့ရင်ပတ်ထက်ခါဘဏ္ဍောနဲ့ပေါက်ပြီးတော့ထွက်သွားအဲဒီချိန်မှာစစ်ဘုံချုပ်ကြီးကခြေတော်ပြက်ကလေးတွေလက်ပြက်ကလေးတွေနှာခေါင်းပြက်ကလေးတွေနှရွက်ပြက်ကလေးတွေတကွရင်လိုက်ပြီးတော့စုပြီးတော့ယောတိဟတိဇာပါတိဇာကန္တနာသစ္စာစေတယိတထာကောသမဝိရမတထဝိနတယိတံဘောဓဘတဥယတိဘယယောအချင်းကလပုမညိတေတေတင်ယတေယိဟတိဇာလက်နှစ်ဖက်တို့ကလည်းကဘာရေသာခြေထောက်နှစ်ဖက်တို့ကလည်းကကန္တနာသစ္စာနာနာခေါင်းတို့ကလည်းကကာမေနခန္ဓာကိုယ်ထဲမှာရှိနေတဲ့ကိလေသာတရားကြောင့်စေတယိဖြတ်ခဲ့တာပါဖယားကြည်ကြယတိဖယားတဲ့ဟောဒီခန္တီဝဟောဒီကလပုမင်းကြီးဗာမဲပထမဘာဖြတ်ဒုတိယတတိယစတုထနောက်ဆုံးရင်ဝတဲတဲ့ဒုနဲ့ပြစ်တိုက်ပြီးတော့ဘဏ္ဍနဲ့မပတ်ဘူးလားအဲ့ဒါတခြားကြောင့်မဟုတ်ပါဘူးဘုရားတဲ့
သူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ကိလေသာတရားခိုင်းလို့ပါဖရာဘာခိုင်းလို့လောဘခိုင်းလို့ဒေါသခိုင်းလို့မောဟခိုင်းလို့စိတ်မနိုင်လို့ပါဖရာတဲ့ဘာမနိုင်လို့မှန်ရလားဘာမနိုင်လို့အဓိပ္ပာယ်ပေါက်ရလားစိတ်မနိုင်တဲ့အတွက်လက်မဖြတ်ဘူးလားခြေတော်နှရွယ်နှခါမကျွလို့ဘူးလားမပြည့်စည်ဘူးလားဘာမနိုင်လို့ကိလေသာခိုင်းနေတယ်လို့ဟုတ်တယ်မလားတသတို့ကလဘုံမကြီးအားကုသအမျက်ထွက်မစိုးထွက်လိုက်စမ်းပါဗျာစိတ်ဆိုးလိုက်စမ်းပါဗျာမာရဒဝိနာတာယိတံတိုင်းသူပိသားတွေနဲ့ဘာမှမသက်ဆိုင်ပါဗျာရှင်ဘယံမှာအပြစ်ရှိပါတယ်တိုင်းပြည်သူပြည်သားအပြစ်မရှိပါဘူးစိတ်ဆိုးမဆိုးလိုက်ပါအဲ့ဒီခါကျတော့ဘုရားအလောင်းတော်ခန္ဒီဝရိယတေယယောမေဟတေသပါတေသကဏ္ဍနာသစ္စာစေရိစိရာဇိဝတုသောရာဇာနာယိကုသန္တိမာရိတံဘောတိနာပတိဩစစ်ဘုတ်ချုပ်ကြီးယောအချင်းကလဘုံမညိတိမေငါရဲ့ဟာတေသလနဘတ်တို့ကို၎င်းပါရေသခြေတော်နဘတ်တို့ကို၎င်းကာဏနာသစ္စာနာနှခေါင်းတို့ကို၎င်းကာမေနခန္ဓာကိုယ်ထဲမှာရှိနေတဲ့ကိလေသာတရားကြောင့်စေရည်ဖြတ်ခဲ့တာပါဘာသူခိုင်းလို့လဲဆိုတော့ကိလေသာခိုင်းလို့ဘာခိုင်းလို့ဘာသူခိုင်းလို့လဲကဲတခါကြီးတွေပါဏာတိပါဒသုတ္တမတဘူးလားဘာသူခိုင်းလို့လဲမှန်ရလားအာဒိဏနာဒုစမခိုးဘူးလားဘာသူခိုင်းလို့ကာမဂုဏ်တရားတွေမကျွလွန်ကြဘူးလားဘာသူခိုင်းလို့လဲမှန်ရလားမုဒ္ဒဝါဒမပြောကြဘူးလားအရက်တွေမတောက်ကြဘူးလားဘာသူခိုင်းတာလဲအမှန်ကတော့စိတ်မနိုင်လို့တဲ့စိတ်မနိုင်တဲ့အတွက်ကြောင့်ကိလေသာခိုင်းတယ်ရှောက်လို့ရသိကောင်းတယ်တန်ဖို့ရှိလားတန်ဖို့ဘုရားရဲ့တရားတွေလုံနေတန်ဖို့ရှိတယ်ဒိဗ္ဗပေါက်ပြီနော်တန်ဖို့ရှိလားအဓိပ္ပာယ်ပေါက်ကြရလားဘသူခိုင်းလို့လုပ်တာလဲကလဘုံမင်းကြီးမှာအပြစ်မရှိပါဘူးတဲ့သောတောကလဘုံမင်းကြီးတိစိတံကြံများဇီဝတုအသက်ရှိပါစေတခါကြီးကျမ်းပါပါစေချမ်းသာဘေးပြဥက္ကပါစေငါမေတ္တာပို့သလိုက်ပါတယ်လို့အဲ့လိုမေတ္တာပို့သရင်ဆက်တုံလို့ပြီးတော့ဘုရားအလောင်းတော်ကြီးနဲ့ရစားကန္နာကုံသွားရှာတယ်မှန်ရလားကွယ်တော်နှိစ္စရောက်မသွားဘူးလားအဲ့ဒီလိုဘုရားရှင်ကိုရောမြတ်ကြီးတိခံခဲ့တဲ့အတွက်ကြောင့်ခန္တီပါရမီဘာပါရမီဒါနသီလနိက္ခမတင်ညာဝရိယခန္တီသစ္စာအဋ္ဌာမေတ္တာဥပေက္ခပါရမီဘယ်နှပါလဲအဲ့ဒီမှာဒီလိုပါရမီခန္တီပါရမီကိုကျင့်သုံးတဲ့အတွက်ငါသဗ္ဗညုတညာရခဲ့တယ်တဲ့ဘာညာဘာနိုင်လို့တန်ဖိုးရှိနော်အဲ့ဒီခါကျတော့ကလပုမင်းကြီးသရကောင်းကြီးကိုပြင်မမိတဲ့အတွက်ကြောင့်မျက်ကွက်လဲရောက်ရောတရားနာပြီမြေကြီးကဗျမ်းတဲ့ကွက်ပြီးတော့ကပ္ပရာကြီးခြုံလိုက်တယ်ဘိုးကြီးငရမီတက်လာလိပ်ပတ်ပြီးတော့ဆွတ်တယ်စိတ်မနိုင်တဲ့အတွက်ဘဝပျက်စီးသွားရှာတယ်မှန်ရလားဘာမနိုင်လို့အဲ့ဒါစိတ်နိုင်တဲ့ပုဂ္ဂိုလ်ကတော့သဗ္ဗညုတညာရသွားဖျားဖြစ်သွားတယ်စိတ်မနိုင်တဲ့ပုဂ္ဂိုလ်ကဘဝပျက်စီးတယ်မှန်လားတန်ဖိုးရှိလားဒါမို့စိတ်ကိုနိုင်အောင်ထိန်းချုပ်နိုင်ပါစေဆိုတဲ့ဆန္ဒဖြင့်ဒါဒီတရားလေးကိုဟောပေးတာပေါ့တန်ဖိုးရှိလားပြီးသွားပြီငါလည်းကြက်ထားတာအဲ့ဒါပဲရှိတယ်ဟုတ်တယ်မလားနော်အတိတ်ပဲပေါ့လားမသားစရာမကောင်းဘူးလားတရားနှစ်ပုဒ်တော့ဟောတာလေတရားဘယ်နှပုဒ်လဲပရမတ်ပုဒ်ကဘယ်လဲနမတော်မဲနုကိုအကြောင်းပြုပြီးတော့ဟုတ်တယ်မလားဘယ်သူအကြောင်းပြုတာလဲနမတော်မဲနုကတရားတောင်းလို့င
ငါတတ္တိယဇဏတုတ်ကိုငါဟောခဲ့တယ်နော်အဲ့ဒါလည်းမြတ်စွာဘုရားဟောတာအခုဒီကလည်းဗာလဲမြတ်စွာဘုရားဟောတာဘယ်သူဟောတာလဲဒီတရားကိုငါဟောမယ်လို့ဘုရားကိုယ်စားဟောပေးမယ်လို့ဘယ်နေရာမှာအဋိဌာန်ပြုခဲ့တယ်လဲဆိုတော့မလာမင်းတို့ရဲ့အင်ရင်ဥယျာဉ်တော်ထဲမှာပြောတာမြတ်စွာဘုရားပြိဋိဘံပြုတဲ့နေရာပြိဋိဘံစံတဲ့နေရာမှာဘုရားရှိပါငါလက်ဥချီးပြီးတော့မြတ်စွာဘုရားသဗ္ဗညုတဉာဏ်ဖြင့်ဟောတာတဲ့ဟောဒီခန္ဒီဝါဒီဇတ်ကိုဘုရားရဲ့ကိုယ်စားတရားဓမ္မတွေကိုတပိတော့ဟောပြောပြတာဆိုဆုံးပါပါပြီဘုရားဤမှန်ကန်သောသစ္စာစကားကြောင့်ဘုရားတပိတော့ဘဝတိုင်းဆင်းရဲနဲ့ငရဲကင်းရပါလိမ့်ဘဝတိုင်းပညာရှိသူတော်ကောင်းတရားတွေနာပြစီဘဝတိုင်းပညာရှိသူတော်နဲ့တွေ့ကြပြစီဘဝတိုင်းပညာရှိသူတော်ကောင်းတွေဆုံးမဩဝါဒကိုလိုက်နာကျင့်သုံးပြီးဘဝတော်မဖို့ရပါလိမ့်ဘုရားဒါရင်မကဘုရားသားတော်အစစ်သမီးတော်အစစ်ဘဝတိုင်းဖြစ်ရပါလိမ့်ဘုရားအလိုကြတရားလိုကြတန်ခါလိုကြဘဝတိုင်းကျင့်သုံးနေထိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရပါဘုရားရှင်ကိုယ်တော်မြတ်ကြီးစိတ်ကိုနိုင်အောင်ထိန်းချုပ်နိုင်တယ်လို့ဘုရားတပည့်တော်ဘဝတိုင်းစိတ်ကိုနိုင်အောင်ထိန်းချုပ်နိုင်ပြီးတော့ဘဝတော်မဖို့ရပါလို့ဤတဲ့ငါသစ္စာဒိဋ္ဌံပြုခဲ့တာဟုတ်လားဤမာခံသောသစ္စာစကားကြောင့်တရားဓမ္မပေါင်းတော်ကောင်းများသည်လည်းဆင်းရဲနဲ့ငရဲကင်းကြပါစေဘဝတိုင်းဘုရားသားတော်အစစ်သမီးတော်အစစ်ဘဝတိုင်းဖြစ်ကြပါစေဘုရားအလိုကြတရားအလိုကြတန်ခါအလိုကြဘဝတိုင်းကျင့်သုံးနေထိုင်နိုင်တဲ့ပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပါစေဘုရားရှင်ကိုယ်တော်မြတ်ကြီးစိတ်ကိုနိုင်အောင်ထိန်းချုပ်ပြီးတော့စိတ်ကိုနိုင်အောင်ထိန်းချုပ်နိုင်တယ်လို့တရားဓမ္မပေါင်းတော်ကောင်းနေတဲ့စိတ်ကိုနိုင်အောင်ထိန်းချုပ်နိုင်ပြီးတော့ဘဝအတူတူဖြင့်မတ်ဖို့ကိုရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်သောပုဂ္ဂိုလ်များဖြစ်ကြပါစေကုန်သတည်း